ဆုံမြို့နယ်39ရပ်ကွက်မှာရှိတဲ့3တက်တိုက်အာစီအတစ်ဆက်ဆက်တလုံးနဲ့မိတ်ဆက်ပေးကြပါရရှင်။အင်းကြီးတွင်းမှာတော့ဘာကြီးပြင်ဆင်ထားမယ်လိုက်ကြည့်လိုက်အောင်နော်။ဒီအင်းကြီးကတော့မြောက်တကုံ39Aရပ်ကွက်ဘရင်တော်လမ်းမအနဲ့အနီးဆုံးမှာတည်ရှိပါရရှင်။ခြံရက်ရှိမှဆိုရင်ကား3-4စီးလောက်ဆန်တဲ့အနေထားကိုတွေ့ရပါတယ်။တော်တော်လေးကိုခြံရှိမှဆိုလဲကျဲဝန်းပါတယ်နော်။အောက်ဘက်ကျန်းကင်းကိုတော့ကြွေပြားတဲ့အကုန်လုံးအပြည့်ခင်းထားပေးပါတယ်။ဘေးဘက်မှာဆိုရင်တော့ကားပါကင်တီးတန့်ထားလို့ရအောင်လဲနေရာလေးပြုလုပ်ပေးထားပါတယ်။ဒီနေရာလေးကလည်းဒီ space တွေတော်တော်လေးကိုကျဲပါတယ်။အရှိမရှိတဲ့မျက်နှာကျက်ဒီဇိုင်းတွေကိုလည်းတခြားလေးပြုလုပ်ထားပြီးတော့မီးဆိုင်အလှလေးကိုပါဆွဲပေးထားပါတယ်။အိမ်ရဲ့ဘေးဘက်မှာဆိုရင်တော့ ground တက်လေးထားရှိပေးထားပါတယ်။အိမ်ရဲ့ဝင်ချင်းမှာတော့ကြက်တည်ရှိလာတဲ့ကျွန်းတကားတွေကိုတက်ဆင်ပေးထားပါတယ်။အထဲမှာဆိုရင်ကျွန်းပါကဲတွေကိုအပြည့်တိမ်လုံးခင်းပေးထားပါတယ်ရှင်။အိမ်ရဲ့အဲကန်ကိုတော့အလှလိုက်ကားတွေအကွန်နေမီးဆိုင်တွေနဲ့လှဆင်ပေးထားတယ်။ဆေးသားတွေကတော့တော်တော်လေးကိုကောင်းပုံပါတယ်။ဒီဟာလေးတခြားလေးပြုလုပ်ပေးထားတယ်နော်အိမ်ရှင်ကအခန်းဖွဲ့စည်းမှုကတော့မြည်တက်မှာဆိုရင် master bedroom တစ်ခန်းပါမယ် dining room kitchen room ပါမှာမယ် common toilet လည်းပါပါတယ်နော်ဒါလေးကတော့မြည်တက်က master bedroom ခန်းလေးပါ master bedroom ခန်းလေးထဲမှာဆိုရင်အလှလိုက်ကားတွေလည်းပါဝင်တယ် aircon တစ်လုံးပါတယ်အပေါ်မှာဆိုလည်းမီးဆိုင်အလှတွေဆွဲပေးထားတယ်ဒီခန်းလေးကလည်းတော်တော်လေးကိုကျယ်ဝန်းပါတယ်ဘေးမှာဆိုရင်ဒီချိုးခန်းအိမ်နာတွဲရပါရှိတယ်ဒီချိုးခန်းအိမ်နာမှာဆိုရင်လည်းကြွေပေးစင်လေးတွေထည့်ပေးထားတယ်ရေပန်းတွေလည်းပါဝင်ပါတယ်တေချာလေးလုပ်ပေးထားပါတယ်ဒီကနေသွားမယ်ဆိုရင်ဒါကတော့ကပ္ပကင်ကိုရောက်တယ်ဒီနေရာလေးကလည်းအဆင်ပြေတယ်ကပ္ပကင်ကိုတက်ရောက်တဲ့နေရာလေးပါဒီမှာတော့ကွန်မိုတွိုင်လက်တစ်ခုပါပါတယ်နော်ကဒါဆိုတော့နောက်ပြီးလို့တစ်ချက်တော့လိုက်ကြည့်ပေးပါအောင်နော်ဒါလေးကတော့ dining room မှာဆိုတော်တော်လေးကိုကျယ်ဝန်းနေအောက်မှာဆိုရင်ကြွေပြားတွေခင်းထားပေးတယ်ကြွေပေးစင်နဲ့မှန်လေးကိုလည်းထားရှိပေးထားပါတယ်နော်kitchen room လေးကိုရောက်မယ်နောက်တစ်ခုက kitchen room မှာဆိုရင် kitchen cabinet တွေဆိုအပေါ်အောက်ပေါ်တက်ဆင်ပေးထားတယ်ကျွန်းနေနဲ့လည်းပြုလုပ်ပေးထားပါတယ်တော်တော်လေးကို luxury ဆန်တဲ့ပစ္စည်းတွေကိုသုံးပေးထားပါတယ်ဘေးဘက်မှာဆိုရင်လည်းဘေးကားတစ်ချက်ပါဝင်ပါတယ်အေးရဲ့ဘေးဘက်မှာဆိုရင်လည်း2ပေ3ပေလောက်မြေချန်ထားတဲ့အတွက်တော်လေးကိုအဆင်ပြေပါတယ်နော်ဘေးစင်မှာဆိုလည်းပစ္စည်းကောင်းလေးတွေသုံးပေးထားတယ်အညော်ဆုပ်ဆက်တွေလည်းပါဝင်ပါတယ်ဒါလေးကတော့ mid room မှာဆိုလည်းအောက်မှာကျွေးပြခင်းထားပေးတယ်အခန်းလေးလည်းလင်းအောင်ရရှိပါတယ်ကဲဆိုအပေါ်တက်လက်ကြည့်လိုက်အောင်နော်အပေါ်တက်မှာဆိုရင်ဒါလေးကလှေကားတက်စင်းနေရအစားကျွန်းပါကိန်းခင်းထားပေးတယ်လိုက်ကလေးလည်းပါတယ်ဒီနေရာလေးမှာဆိုရင်အခန်းတစ်ခန်းထပ်ဖွဲ့ပေးထားတယ်လှေကားအတက်စင်းမှာဒီထဲမှာတော့ electric ပစ္စည်းတွေအကုန်လုံးထားပေးထားပါတယ် power station တွေပါဝင်ပါတယ်ရှင်ဒီခန်းလေးကလည်းအခန်းလေးအောင်ရတယ်ဘေးဘက်မှာဆိုရင်မြန်ပြင်းပေါက်တွေပါဝင်တယ်ကဲအပေါ်တက်ကိုတက်ကြည့်အောင်နော်အပေါ်တက်မှာဆိုရင်မျက်နှာကျက်တွေကိုစီလင်ဒီဇိုင်းတွေကိုတေချာလေးဆွဲပေးထားတယ်ဒါကတော့ living room area မှာဆိုတော်တော်လေးကိုကျယ်ဝန်းတယ်ဘေးမှာဆိုရင်လိုက်ကအလှတွေတက်ဆင်ပေးထားတယ်မီးဆိုင်အလှတွေဆွဲပေးထားတယ်ဒါလေးကတော့ဝမ်နာလေးပါဝမ်နာလာတာဆောင်လေးကတော်တော်လေးကိုကျယ်ပါတယ်ဒီအိမ်ကြီးကတော့ပေ40-60 မြေပေါ်မှာအပြည့်ဆောက်ပေးထားတယ်3တက်အာစီအတစ်ဆက်ဆက်လေးဖြစ်ပါတယ်နော်ပုံစံလေးကတော့ classic design လေးပြင်ဆင်ပေးထားတယ်တိမ်လုံးကိုဆိုရင်ကျွတ်ပါကြီးတွေခင်းထားပေးပြီးတော့မြင့်မြင့်တဲ့ design တွေကအစားတေချာလေးကိုပြင်ဆင်ပေးထားပါတယ်ဒါလေးကတော့ဒီကတွေ့ရတဲ့ master bedroom ခန်းလေးပါဒီမှာဆိုရင်လည်း budget တွေပါဝင်မယ်ဒီလိုကအင်တာကျွေးပေးစင်တွေအကုန်လုံးတက်ဆင်ပေးထားပါတယ်ပစ္စည်းကောင်းလေးတွေပဲ share သုံးပေးထားတဲ့အခန်းလေးဖြစ်ပါတယ်အပေါ်တက်မှာဆိုရင်အခန်းဖွဲ့စည်းမှုကတော့ master bedroom ပဲ3ခန်းဖွဲ့ထားပေးပါတယ် master bedroom တွေကလည်းတော်တော်လေးကိုကျယ်ဝန်းပါတယ်နော်အခန်းများများနဲ့မိသားစုတိုင်ဝင်နေခြင်းနဲ့မိတ်ဆွေများအတွက်တော့ဒီအိမ်ကတော့အရန်အောင်တင့်တော်တဲ့အိမ်လေးပါနော်အခန်းတိုင်းမှာတော့မှန်မရပေါက်တွေပါဝင်တဲ့အတွက်လေကောင်းလေတန်လည်းရတယ်လေဝင်လေထွက်လည်းအရန်ကောင်းပြီးတော့အခန်းလင်းအောင်ရရှိတဲ့အခန်းလေးတွေပါအလှလိုက်ကားတွေဆိုလည်းအကောင်းစားတွေအသုံးပြုပေးထားတယ်မျက်နှာကျက်ဒီဇိုင်းတွေကအစီလင်တွေကအစားတေချာလေးကိုပြင်ဆင်ပေးထားပါတယ်ကဲအဲ့ဆိုအပေါ်ဆုံးတက်ကိုလိုက်ပြပေးပါမယ်နော်အပေါ်ဆုံးတက်မှာဆိုရင်လေကားလက်ရည်နေရာအစားကျွန်းတွေကိုပဲအသုံးပြုပေးထားတယ်ဒီမှာဆိုရင်အလှပစီကားလေးတွေပါဝင်ပါတယ်ရှင်အပေါ်မှာဆိုတော့မီးဆိုင်အလှတွေပါထည့်ပေးထားပါတယ်ဒုတိယတက်မှာဆိုရင်အခန်းဖွဲ့စည်းမှုကတော့ master bedroom ပဲ2ခန်းထပ်ဖွဲ့ပေးထားပါတယ် master bedroom ခန်းတွေကလည်းကျယ်ဝန်းတော်တော်လေးကိုကျယ်ပါတယ်ရှေ့မှာလက်သာဆောင်လေးကလည်းကျယ်ဝန်းပါတယ်ရှင်အပေါ်ဆုံးတက်ရဲ့အမိုးဆိုရင်လည်းဆက်လက်ဆွဲပေးထားတဲ့အတွက်ကြောင့်အပေါ်မှာဆိုရင်လည်းဆိုလာပြားတွေထားဖို့အတွက်အရန်အဆင်ပြေပါတယ်ညာရဲ့လာသာဆောင်လေးကလည်းတော်တော်လေးကိုကျယ်ဝန်းပါတယ်အောက်မှာဆိုရင်လည်းဘေးဘက်ဝင်းကျင်ကလုံးဝလုံးချင်းအိမ်တွေပဲရှိရတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်လေးကလည်းကောင်းတယ်39Aရပ်ကွက်ဘက်မှာရှိပါတယ်ရှင်ဒီအိမ်ရဲ့ရောင်းစရာတော့34,500ညှိနှိုင်းပေးဦးမယ်နော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်